မြူတော့မြူထားမှရမယ်ဆိုင်က ရမြူလား Okay ကဲ let's go ပါမင်းတို့ကြွတ် W လဲဟဲ့ဘာလို့ကြွတ်လဲကွာဟာပလန်ငါ့ကိုကြွတ်ရတယ်ဒါကြီးနာမည်ပေးထားပြီဘယ်လိုလုပ်မလဲလို့ ဘာကြွက်လဲဘာကြွက်တော့ ငါမိုက်ဂျွန်းလေး share လေးလောက်ပါပြီပါလက်မလေးပေးပြီးတော့ဆင်မြမယ်ဆိုရင်တော့ဝါလန်ကျန်တဲ့ဆိုင်တဲ့ group တွေ share သွားပေးလို့ရပါတယ်ဗျာ ကဲဆိုတော့အဲ့မှာတော့ပွဲလေးကတော့စပြီဗျာနော်ညီကိုတို့ Matic C နဲ့ AI Esports ရဲ့ Best of 5 Series Semi Final ပွဲစဉ် Game Number 1အလယ်လမ်းမှာတော့ကျုံးကုန်ပြီညီကိုတို့နော်ဒီဘက်မှာလည်းဘိုယန်နဲ့နီကိုကဇူရှင်းနဲ့ခလီယာဆိုတော့ share ဖြဲတာဥမိုင်ဂျန်နီနဲ့ Black ကတော့ Lane Face ကနည်းနည်းတော့နေမှုတော့ရှိတယ်ဘရိုဒီပုံစံတိုင်းဆို ဟုတ်တယ်เนาะဒီဘက်ဇူရှင်းနေဆိုတော့တည့်အတိုင်းပဲမဂိမ်းတိုင်းအလဲမှာခရီးစားတာပါညာတော့နည်းနည်းလေးတိုင်ပတ်နိုင်ကြတော့ရှိ ပေးလိုက်ရတယ်ဟာရာဘူဇာနေနဲ့နော်အလယ်လမ်းမှာဥမိုင်ဂျန်နီတို့နော် Black တို့အဆင်မပြေတော့တိတော့ချက်ချင်းလာကူပေးသွားတာအဲ့ဒါလေးတော့မစိုးတော့ကဲ aura play ရတယ်မိုက်တော့မိုက်ပါတယ်เนาะတွေ့ချတွေးကြည့်ရင်တော့ဒီဘက်က join နေပါတယ်ကိုဖြတ်ထိန်းတာတို့เนาะဒီဘက်ပြေးတိုးဝင်လာမယ်ဆိုရင်လည်းเนาะအဒီဘာညာနဲ့ဖြတ်ထိန်းပြီးတာတို့ပါလို့ရှိမယ်ဒါပေမဲ့ damage လေးတော့နည်းနည်းပါပြီးမှတော့ရမယ်သူတို့ mid game time မှာချနေတယ် objective fight တွေချနေတယ်ဆိုလို့ခဲပေးနိုင်မလားတစ်ချက်ကြည့်ရမှာဗောတာကြီးอ่ะဟုတ်တယ်เนาะအဓိကတော့တာဝန်ကတော့ခဲပေးနိုင်ဖို့ပဲเนาะ right timing တွေ right time တွေเนาะဆိုတော့အိုးအငင်းကြီးရှိတာလောက်ကွက်လေးလေဒီဘွဲနည်းနည်းလေးစောင့်အောင်ပဲဒီဘက်မှာအောက်မှာတော့ granger အနေနဲ့တော့ဒီဘက်မှာ bucket လာပြီးတဲ့ blood တို့ပါတော့လည်းရှိနေတာဆိုတော့လေခရီးဆောင်တော့လေးပဲချိန်နေတာပေါ်လန်တော့ high loss ဆိုတော့ဒူဘေတာပဲပဲเนาะ lane ကတော့အဆင်ပြေတယ်ဗျကဲဆိုတော့အဲ့မှာတော့ Zippy အနေနဲ့ကတော့เนาะအောက်လမ်းမှာတော့ဒါ1/1ရှင်ထိန်းတာမဟုတ်ဘဲနဲ့2/1ရှင်ထိန်းနေရတယ်လို့လေးတော့ဖြစ်နေတယ်ပေါ့နော် black အနေနဲ့ baby လာစစ်ပေးတာပါဒီက leader နည်းနည်းလေးအဆင်ပြေအောင်လို့အဲ့မှာတော့ပေါ်လမ်းမှာတော့ခွန်လဲ2/1ပဲဆိုတော့အလဲက3កောင်အနေနဲ့ကတော့တလိမ့်လေးကိုတော့စင်းကူမှာတော့ရတော့မယ်ပေါ့နော် AI အနေနဲ့212ပုံစံမျိုးလေးနဲ့သွားဆော့နေတာဆိုတော့လေမသိစီကျွန်တော် offlane ကိုပဲဥတီပြီးတော့တက်သွားခဲ့တာပေါ့နော်ဘာလို့တတရလည်းမကြခင်မှာအဲ့နေရာမှာပေါ်မှာဆိုတော့ဟာရာဘူဇာနဲ့ join ဆိုတော့ကျွန်တော် redistribution loop ပေါက်လောက်တယ်ပေါ့နော်ဂျူရီဝဲ fighter ဂျန်ဂယ်ကြီးပါလည်းမပေါက်ဘူးဆိုတော့လေအလဲလမ်းမှာနီကိုနဲ့ခွန်နဲ့နှစ်ကောင်က level 4တော့မျှယူနေနေပဲနီကိုက level 4မရသေးဘူးပေါ့နော်ဘေကွန်ဒီပါညာခုံလို့တော့ရမှာမဟုတ်ဘူးဗျအပေါ်လမ်းမှာတော့ဘိုရဲအနေနဲ့လည်းသူ့ရဲ့ဒါ level 4 tsunami slam လေးပါလေးရဖို့တော့ကတော့เนาะကျွန်တော်နီကိုလေးနဲ့ပေါင်းစားမလားနီကိုအနေနဲ့ level 4နည်းနည်းလေးလိုနေတော့မယ် fast starter ပဲပါချတော့မတတ်တယ်ချလောက်တယ်ဆိုတော့ဒီမှာ oh my journey เนาะကျွန်တော်တို့ခဲပေးထားလို့ရတယ်ဗျာ glacier လေးနဲ့ emily တစ်ဖက်မှာတော့ခဲတာလေးကလွဲသွားတယ် gloria power နောက်မှာ Zushin land flat retribution ps လွတ်လွတ်ကျွတ်ပေါက်ခွင့်ရဝိုင်းမှာ join battle နောက်ဆုံးမှာဝင်လာဆိုင်နေဆိုတော့ damage ကလောက်ပါမလား phobia ပြန်ထောင်းတယ်ခွန်နေနဲ့ fabula ဖြတ်ပေးလိုက်တယ် black ပဲကောက်သွားတာဗျာဒီဘက်မှာလည်းဘိုရဲအချိန်နေမကောင်းတော့ပြန်ပတ်နေရရင်လည်းပဲနောက်ဆုံးမှာတော့ကျွန်တော်တက်တယ်လည်းပေးရ hero key တကောင်လည်းပေးရဖြစ်သွားတယ် Majesty early game intro ကြီးကတော့အရင်ကြီးတော့ land နေတဲ့ပုံစံမျိုးတော့မမြင်ရဘူးပြိတ္တာဟုတ်တယ်တော့မှန်လို့ရှိရင်တော့ဒီဘက်မိုက်သစီဘက်ကတော့ပြန်ကျွေးလို့ရမှာနော်ဒီဘက်ဥပိုင်ချင်းဒီအဲ့ဒီကဒီတတရဖို့အတွက်ပဲသုံးလိုက်တဲ့အနေထားမှာနော်ဘတ်တက်ဆက်ဆိုင်ပြီးတော့ကဲသူတို့ရဲ့မာပါတယ်ဆိုတော့ high low လေးပါ fablet ပေးလိုက်ရတာဆိုတော့လေကဲ AI နေတော့ဘာဖြစ် intro လေးကတော့မိုက်သွားတယ်ပြောရမယ်နော်သူတို့တတဲမှာအနိုင်ဆိုင်ခဲ့ခြင်းလို့ပဲနော်နိုင်သွားခဲ့တယ်ဆိုတော့နောက်မှာကျွန်တော်နည်းနည်းလေးတော့ပြန်ဖန်အောက်မှာလည်း leader ကဘိုင်ဝမ်နေနော်နည်းနည်းလေးချနေတဲ့ဘိုင်းလေးတော့မြင်လိုက်ရတယ်ဗျဆိုတော့ Matic ဘက်က first starter တဲ့အတိုင်းမနိုင်တဲ့အကြောင်းရင်းရှိတယ်အတိုင်းဘာလို့ join ကတော့နင်းတာသူကဘယ်သူမှ oh my god နဲ့လည်း flag ခုံရတဲ့အတိုင်း PS ကလည်းသိရမလား light နင်းလို့ရှိရင်ဟိုးတလန်လောက်ထိ light နင်းရမှာသူကရှေ့က Messi နဲ့ Black ကလည်းဘလို့နင်းနေမပြတ်ဘူးတိုင်းအဲ့ကောင် join ကင်ဘူးတော့เนาะ join နေပါလေကျွန်တော်ဆော့ဒီ season နည်းနည်းလေးဆော့တာတော့တိတယ်ပါသေးလားဘာလို့ကတော့ကကြဆိုစောင်းရမ်းကြောက်တာကျွန်တော် join ကင်လို့ရှိရင်ကဲတော့ first starter ပဲရှိပါသေးတယ်နော်နည်းနည်းလေးတော့ပြောဖို့ကတော့စောနေသေးတယ်နောက်ကလည်းဒါ900,000လောက်ပဲဆိုတော့ရန်ရောပြောတာတော့ရှိသွားတဲ့အနေအထားမျိုးတော့မဟုတ်ဘူးပေါ့နော် join နေလည်းနည်းနည်းလေးတော့ fan မရမယ် item timing တွေလိုနေသေးတယ်နော်ဒါပေမဲ့6ဖို့တွေနော်ဒါပေမဲ့ထုတ်နိုင်မှုတွေအများကြီးတော့ဒါနည်းနည်းလေးတော့ထပ် fan အောင်ပဲပေါ့နော်ကဲဆိုတော့ဒီမှာတော့ဘိုရဲကျွန်တော် return လေးတော့ခေါ်ထားတာမိတော့မိနေပေမဲ့လည်းဘေးနားမှာ bucket တွေရှိတယ်တော့မ join လိုက်နေပြီလား let fine ပြီးမပေးထားရင်နောက်ဆုံးမှာတော့ tsunami slash အကုန်သုံးပြီးတော့ဖြတ်ချလိုက်နေနေတာတို့မှာ black ကမပြတ်ဘူးရောင်ကြီးအဘာတော့ guardian နဲ့လွတ်ထွက်ဝိုင်းနေပဲနောက်ဆုံးမှာဘိုရဲ cherokee ကြားမှာတော့ပြန်မောက်ဝိုင်းနေပဲ hero key နောက်ထပ်တကောင်ပြန်ရထားပါပြီစချတာတော့ Matic ဘက်ကစချတယ်ဆိုပေမဲ့အဆုံးသက်ကတော့ AI နဲ့ပဲအဆုံးသက်ခဲ့တာပါဘရိုတို့เนาะအဲ့မှာတော့ဒါ PSK တော့မရဟောဘူးเนาะသူရဝိုင်းတော့ပိုကောင်းမှာဆိုမလဲခုတီတီကတော့ supporter လုံးဖြစ်နေတယ်ဒီခါတော့ဦးစားကဲရတတဲပေးခြင်းလည်းပေးလိုက်လို့ရတယ်ဆိုပေမဲ့ Messi တယောက်တည်းဖြစ်နေတယ်ဆိုတော့ဒီမှာတော့3កောင်သားလာပြီးတော့ချတယ်တော့မ join dash electrify beat ပြီးတော့ပေးတိုင်းတော့ဒီဈေးဘက်ဝင်သွားကန်နေနေတော့ဝေးဝေးလေးတော့ပြေးထွက်ခဲ့ပြီပေါ့နော်ဟိုဘက်မှာလည်း refer light တွေပါပေးထားတဲ့ခုံနေနေတော့မာတယ်ဆိုမှလည်းဒါတတဲပြန်လို့ဖို့အတွက်ကတော့အရင်ကြီးတော့စပဲတွေကကြံမနေသေးဘူးဗျ Matic နည်းနည်းလေးတော့စဉ်းစားသင့်တယ်နော် AI နဲ့တူတူပါပဲ AI လည်း ultimate တကွာမှမရှိတော့အကုန်လုံးက
တို့ကလည်းအားလေးနဲ့နေနေတဲ့အနေထားဆိုတော့နော်ဒီတက်တယ်လောက်နဲ့ပြန်ပြီး recover ခြင်းနေတာ ဒီထားမင်းတော့ကတော့မတ်စမန်နေမလာအောင်တော့ဒါကြီး Cherokee ရှိတယ် ကဲ Cherokee ရှိတယ်ကန်တော့ Lettify ပြီးတော့အရန်ကူတော့မကြောက်ဘူးပေါ့နော် Cherokee လောက်ဆိုတော့အောက်လန်းမှာတော့ဒါဂိုးလိန်းနေတော့ခဏလွတ်ပေးထားတယ်ဆိုပင်မဲ့လေ Granger ကြီးပြေးတက်လာတဲ့အနေထားမျိုးကြီးလည်းမြင်နေရတယ် 5 by the 5လေးမြဖြတ်သွားမလား Join တော့ blue belt လေးစားမယ်ဆိုတော့တာတယ်လေးတော့ခဏဟိုးထားမှရမယ်ပေါ့နော်အလေလမ်းမှာတော့ကျွန်တော်တို့တွေ Creed စားမယ် Zippy ကကျွေးချယ်စရာနှစ်ခုရှိအောက်လန်း Creed တော့လွတ်ခံမလားဗတယ်လားအဲ့လိုမျိုးဒီဟိုဟာမဆိုင်မဲနဲ့ပြန်စားမလားပေါ့နော်ကိုလောဆယ်သူ့အနေနဲ့ဗတယ်ဆိုင်မှုပဲရွေးချယ်လိုက်ပြီဗျဒါတဲ့သွေးတဝက်အနေထားတစ်ခု Tsunami Slash Glacier ခဲ Retribution ကန်မယ်ရောက်တော့ပေါဝိုင်းနဲ့ Lettify ပြီးပေးဟိုးဘက်မှာလည်းခွန်နေနဲ့လွတ်တော့လွတ်မသွားဘူးဗျာနော်အဲ့မှာလည်းနောက်ဆုံးမှာတော့ထက်ရလိုက်တာ PS Jungle ကြီး Oh my ဂျင်းအနေနဲ့ PS ပေးစားလိုက်တဲ့ Hero Gear ကနည်းနည်းတော့ကြီးတယ်ပေါ့နော်ဒီဘက်မှာလည်း Harry အလဲလန်းလေးတော့လာပြီးတော့တစ်ချက် scout ပေးနေပေမဲ့ပေါ်လမ်းမှာတော့ Mazzy က3ယောက်ကြားထဲမှာပြဿနာတက်နေပေမဲ့တော်တော်ကြီးတော့ရုံးကန်ပြီးတော့ဆော့ပေးနေမဲ့ပြနောက်ဆုံးတော့ပြတ်သွားပါပြီဘရို Hero Gear 3កောင်ရလိုက်တဲ့တိုင်းဒီဘက်ကခွန်ပြန်ပေးလိုက်တယ်တာတယ်လေးရခဲ့တယ်ဆိုမစိုးဘူး Mazzy recover တော့နည်းနည်းဖြစ်တယ်ပေါ့နော်ဟုတ်တယ်နော်လီဒါလည်း decision making နဲ့နည်းနည်း stay လောက်လိုက်ရမှာဆိုလာမယ်ဆိုလဲစောစီးလာမလာဘူးလို့ရှိရင်လည်းအောက်လန်းတာဝါတွေချိုးပေးတာမျိုးတွေလောက်ရမှာဟိုကနော်ဒီဘက်လီဒါဗတဲ့မပါဘဲနဲ့ဆန်လိုက်ရတဲ့အနေထားမှာနော်ကျွန်တော်တင်း3အောင်လောက်ထိပေးလိုက်ရတာဆိုတော့နည်းနည်းလေးတော့နစ်နာသွားတယ်ပဲပြောရမှာနောက်ထပ်တကယ်ပါပြန်ပေးလိုက်ရတာဆိုတော့ပွဲကတော့ even တော့ပြန်ဖြစ်သွားပြီပဲပြောကဲဆိုတော့ဘာဖြစ်ဖြစ်အလီတာအနေနဲ့အော်လန်မှာတော့တာဝါတစ်လုံးနဲ့ယူပေးထားတယ်မတော့ကန်အနေနဲ့ join let find ပြီးပေးအလီတာတော့ dead တွေပဲဟဲနေတယ်မတော့အလီတာ gloria ပတ်ဝေးတွေပါပေးပြီးတော့မေးခံနေမှာကန်အနေနဲ့တော့ dash လေးနဲ့ပြီးသွားပြီအဲ့မှာတော့ avada the guardian လေးနဲ့ backup ကြာလာမယ်အလီတာမှာ mana မရှိတော့နီကိုပါရောက်လာမယ်ဆိုတော့အလီတာတော့တော်တော်လေးအန်နေများတယ်ဆိုပေမဲ့ purify လေးတော့ကြံနေပါသေးတယ် harabuza တွေပါရောက်လာတာ backup ကအလီတာလုံးဝအထိမခံဘူး reference ပေးထားသေးတယ် nico bacon ခွန်ဝိုင်းနဲ့ပထမမှာလည်း cherokee ပိုင်းလိုက်မှာခေါင်းခေါက်တာမိဝါသေးတယ် psပြန်ထွက်လို့မရခဲ့ဘူးညီကိုတို့အသက်ရှင်လေးရပေါ့နော်ကျွန်တော်တို့တွေအသေးပဲရတော့တယ်ဗျထွက်သွားပါတယ်အသက်ထွက်သွားတာဆိုတော့အောက်လန်းနဲ့နော်ကျွန်တော်လမ်းမှာ first tower လေးတော့ကျွန်တော် Mathis အတာအသီးနည်းနည်းလေးရထားတဲ့အချိန်မှာတော့လိုက်ယူဖို့တော့လိုနေပါတယ် BS နော်မပိုင်းလိုက်ရင် तू လွတ်နေပြီမပိုင်းလိုက်ရင်လွတ်နေပြီ तू ကဒီဘက်ပထမတစ်ခေါက်ပိုင်းငယ်နီးမှာ disable ဝင်သွားတာနဲ့ပြန်ဖတ်တော့မှာဟုတ်အဲ့တော့ disable ဝင်ပြီးတော့ထပ်ပိုင်းလိုက်တာဆိုတော့နော် shadow က quick shadow ကမရှိတော့ဘူးပြန်ထွက်ဖို့all trust ရင်အလီတာလေးမြတ်ဖြစ်သွားမလား။ तू ကလည်း mana မလောက်ဘူးကွာတကယ်အခြေရေးချောင်းဆိုင်မယ်ဆိုရင်။ညာရဲပြဿနာမရှိပါဘူး။ဗတရားတော့တပွဲလောက်ဆိုင်ပြီးပြန်လို့ရဆိုတော့။အဲ့ဒါနောက်ပိုင်းက blue bat တွေပါတော့ပေးမယ်နေတယ်နော်ဒါကြီး PS ကPS နဲ့ဆိုရင်တော့ blue bat မရလာဘူးအလီတာPS ကျိုးနေကျွန်တော်ကတော့ PS ကျိုးနေတဲ့အချိန်မှာဆိုတော့အလီတာထန်းတင်ပေးနိုင်တာကိုတော့เนาะကျွန်တော်တို့ယုံကြည်ကြည်နဲ့သူ့ blue bat တွေပါပေးစားသေးချင်တာအဲ့ဒါဆိုတော့ပို့ပြီးတော့လှုပ်ဖြစ်မယ် Dark Fate 2 Mac အော်ခဲတာလေးတော့လွဲသွားပြီနောက်မှလည်း join ဘေးနာမှာတော့ Electrify ပြီးလေးနဲ့ကပ်ပုံမလား Mazzy တောက်လျှောက်တွေ Zippy ကိုအတင်းနဲ့ပြေးအိမ်နေတယ်ရရလားကြောင်းသွားသေးတယ်အဲ့ဒါလေးကတော့မစိုးဘူးဗျာเนาะကျွန်တော်တို့ဘက်မှာ Mazzy တကောင်တော့ပြန်သေးသွားတယ်ဆိုမှလည်း1 for 2 trade ထားရင်းနဲ့ပဲတာတယ်လေးလည်း AI Mac ကရခဲ့တာဆိုတော့သူတပြန်ကိုတပြန်ပဲဗျာမင်းဒီဘွဲ့မင်းတိုင်း roller coaster စီးနေရတယ်လို့ပဲဟုတ်တယ်เนาะ AI အနေနဲ့တော့ဒါ second တက်တဲ့အမောက်တော့ဒါတတ်တက်မှာတော်တော်ကြီးပြင်ဆင်လာနိုင်တယ်လို့ပဲပြောအောင်ပါတစ်ဖက်က position ကြီးเนาะနည်းနည်းလေးအောင့်နေတဲ့အချိန်ပေါ့เนาะဒီဘက် high low ကြီးရှေ့ရောက်နေရတယ်ရတယ်အဲ high low ကိုเนาะဒီဘက် aura eddy ဘာညာပေးပြီးတော့ဖြတ်လိုက်တာဆိုတော့လေဗတ်တယ်ဆိုင်ရတာအဆင်ပြေသွားတယ်ပြီးတော့အထူးသဖြင့် Mazzy ပါเนาะတကယ်ကောင်းနေဒီဘက် Zippy ကိုလုံးဝအရတက်ပြီးသွားတာဆိုတော့လေကဲကျွန်တော်နောက်ဆုံးတက်တယ်မှာတော့ AI ပြန်နိုင်သွားတယ်ပဲပြောအောင်ဗျာ10မိနစ်ကို Holy Crystal เนาะကျွန်တော်ကန်ဒီပွဲလဲဖတ်တုံးပဲဗျာမနေ့ကတော့ဝိုင်းကြီးနဲ့ပွဲတော့လို့ပဲဒီကောင် join ရတော့ခုတိတိတော့အလုပ်ဖြစ်နေတော့မယ်ဘရိုအန်တက်ပါเนาะကျွန်တော်တစ်ချက်နင်းလိုက်လို့ရှင်လဲတော်တော်လေးတော့နာပါဒီကတော့သူ damage ပေးခွင့်ရအောင်ဖန်တီးပေးဖို့ပဲပေါ့နော်ဒီဘက်က Mazzy ကသူ့တောင်သူတော်တော်ကြည်တာလေးကိုတော့ခုနက battle လေးမှာတော့သူ့ appreciate လုပ်ချင်တယ်ပေါ့နော်ဒီက Zippy ကိုသူအရန်နေတားကထားပြီးအိမ်ကမရတော့လို့ထင်တာဒါပေမဲ့ရောက်ဖြတ်သွားသေးတယ်ပေါ့နော် Zippy ကလည်းအမှန်တိုင်းပြောရင်တော့သူ ban မယ်စားနည်းနည်းလေးတော့ပေပစ်နေတဲ့ပုံပဲဒါ phobia ကြီးကိုကြာဘာဖြစ်ဘုရားတော့เนาะအလီဒါလေးကိုအလီဒါတောင်ဖြစ်တယ်ကျွန်တော်ဒီဘက် Zippy လေးကိုရလိုက်တဲ့ပိုင်းလေးကတော့မစိုးဘူးเนาะညီကိုချင်းနဲ့ထားမထားဘူးကြားမှာလေနောက်ဝက်လေးကတော့နည်းနည်းလေးတော့ကွာနေတော့ညီကိုချင်းတွေထုနေတာเนาะညီကိုချင်းတွေထုနေတာကျွန်တော် PS အနေနဲ့ကတော့ BOD ဘာညာသူလည်းရသွားပါပြီဆိုတော့ဂျန်ဂလာနာကောင်ရဲ့ effect ကတော့ကျွန်တော်ကိုတီအလုပ်ဖြစ်မဲ့ပိုင်းလေးတော့ရှိတယ်အောင်လမ်းမှာတော့ second အပေါ်လမ်း second တာဝါလေးတော့เนาะအသီးသီးပဲ trade တိုင်းနေမှာတော့အလီဒါတောက်လျှောက်တွေတော့အောက်လန်းတာဝါတော့ပြစ်ချိုးပေးသွားနေမယ်ပေါ်လန်းမှာလည်း Mathis ဘက်ကတော့ second tower တစ်လုံးပြန်ရတာဆိုတော့ဘဲသားဘဲကြီးပဲ Hero King 9အောင်လုံးဝမပြတ်သွားဘူးပွဲချင်း9မိနစ်တိုင်မင်ထိเนาะနှစ်သင်းလုံးကတော့လုံးဝ even အနေထားနဲ့အကျိတ်နေပဲ roller coaster လို့သူဘက်ခိုးဘက်ကမြင့်သွားလိုက်နေသွားလိုက်တယ်လားတစ်ဖက်နဲ့တစ်ဖက်ကြည့်နေရတာတော်တော်လေးတော့ကြည့်လို့ကောင်းပါတယ် guys
နော်ဒါဒမ်မက်ကနည်းနည်းလေးစိုးရင်ခဲ့တာဆိုရင်ပဲနော်တကယ်နဲ့ဗတယ်ဆိုင်ဒမ်မက်ကထွက်တယ်နော် AI ဘက်ကဒီဘက် Harry ပစ်တာတွေဖိုးဘီယက်တွေနော် eBay aura ကြီးကလည်းဒမ်မက်ကပါတော့ပါတယ်အဲ့ဒါကြောင့်ဗတယ်ဆိုင်ကဆင်ပြေတာဘာခွန်တို့ဘာတို့ဖျက်ရတဲ့အပိုင်းမှာလည်း နီခိုခြုံသွားတော့ကျွန်တော်တို့မစစ်လိုက်တဲ့နေတော့ကဘေကွန်လေးနဲ့ခုံထော်သွားစီဖလစ်ကာပါတုံးပြီးတော့ပြေးသွားတာဗောနော်အလီဒါအနေနဲ့လည်းဇာမဖိုးကတော့ပြီးသွားပြီအဲ့မှာ Gloria ပတ်ဝင်းနဲ့ခုံပြေးတော့တိုးပြီးနေတယ်ဟိုမှာလည်းကွန်စီးဖြောက်ပြီးတော့ကန်နဲ့ဘိုရဲ့နှက်ကောင်းလာနေပြီနော်မထိုင်တဲ့ strike ဖလစ်ကာဆူနာမီစလမ်ပေးမလား Glacier ပြန်ပြီးတော့ခဲပြီးတော့လေဟာဘိုဆိုကွစ်ရှယ်ရိုကြောင့်ရှယ်ရိုကပိုင်မလားခုံနေနဲ့ပြောင်းဝိုင်းနေမတော့ Black လဲထိုးနေလောကောင်မရှယ်ရိုကတော့လော်ကြီးပေါ်မှာတက်ရောက်မှုရှိသွားနေတယ်ဒီလော့ဘတ်တယ်ကိုတော့၄ယောက်ဆိုင်ရမှာပဲဆိုနာတာ Rassodi Zushin Lana Flat ဘိုရဲ့ Title Strike တောက်လျှောက် retribution ကိုတော့ PS ပဲလွတ်လွတ်ကျွတ်ပေါက်ခွင့်ရဝိုင်းနေတော့မယုံကင်းနှက်ကောင်း train နေတူပဲကျင်းနဲ့ထားရပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်လော့ဘတ်တယ်မှာတော့ရရှိလာတဲ့လော်လေးကိုတော့ AI အကောင်းဆုံးသုံးချနိုင်ဖို့တော့လိုတယ်ဆိုပေမဲ့လည်းလေလမ်းမှာပါ Mathis အနေနဲ့ first tower တွေတက်ချိုးနေပြီသူတို့ကသွေးပြည့်ကြံသေးတယ်ဟုတ်တယ်နော်ဒါပေမဲ့လီဒါလေးတော့ပေးလိုက်ရဆိုပေမဲ့လော်လေးဗီဒီပေါက်ပေးနိုင်ခဲ့တဲ့ PS ကိုပဲချီးကျူးရမှာပဲနော်ဘာ2 for 2 trade ဆိုပေမဲ့နော်ဘာလီဒါပါပေးထားတာဆိုတော့လော့ကမရလို့မရဘူးနော်ဒီလော့ပါပေးလိုက်ရရင်နည်းနည်းလေးချင်းနေစိုးသွားနိုင်တဲ့နေတာလော့ကတော့ဖြည့်ရှင်းရမှာဆိုပေမဲ့လေနော်တစ်ဖက်ကိုမပေးလိုက်ရနဲ့ပဲကျင်နေရမှာငါပဲစိတ်ထင်လို့လားဇီဘီကခုနဘတ်တယ်ဒါမှမထွက်တယ်လို့တော်တော်ကြီးထွက်တယ်ထွက်တယ်ဆိုနာတော့ Rassodi နည်းနည်းလေးတော့နောက်ကျတယ်ဆိုပေမဲ့ဇီပီယာဥတာတော့ဖြစ်ဒါမဲ့ကတော့ပါဒါမဲ့ကတော့ပါတယ် bro သူနောက်ပိုင်းတော့အဲ့လိုမျိုးဒီဘတ်တယ်တွေမှာတော့ပြစ်ခွင့်ရရင်တော့เนาะကျွန်တော်တို့တွေဒါမဲ့တော်တော်လေးပေးနိုင်မဲ့အနေအထားတစ်ခုလို့တော့သုံးသပ်မိပါတယ်ကဲဆိုတော့ခုနဘတ်တယ်မှာဆိုတော့လောကမင်းမဲဆိုင်ပဲเนาะမင်းဘတ်တယ်တွေဘာတွေ online ဆိုင်သွားမယ်ဒီချိန်ကြီးလည်း even ပဲ bro เนาะဘာမှမကွာသေးဘူးကျွန်တော် AI ဘက်ကတော့ notebook လေးတော့ရောက်နေတယ်ဆိုပေမဲ့လည်းအဲ့မသစ်စီပါမှာလည်းချလို့ရရင်အနေထားမျိုးတွေရှိပါသေးတယ်50ပါပဲမှားရင်တော့မားတဲ့တင်းကတော့ကျွန်တော်ရှုံးပါလိမ့်မယ်မနေ့ကတော့လိုပဲပြောရမှာပဲပေါ့နော်ဆိုတော့ဘာမှတော့မားလို့မရဘူးဗျโอเคနော်ဟုတ်တယ်ဟီယိုဂီယာက9ကောင်ဟမ်နော်ဟီယိုဂီယာက7အလီဒါနေနဲ့တော့တင်လို့တော့မကောင်းတော့လီဒါတင်တော့နည်းနည်းလေး short ရှိရယ်နော်ခုနကလည်း तू ကဇန်ဖူကအစောကြီးတုံးတာဇူရှင်းပေါ်မှာတုံးတာဆိုတော့တကယ်နဲ့လော့ပတ်တဲ့ဆိုင်တော့အဒီကမရှိဘူးပြီးရင်ဒီမှာပဲအဒီရတာဆိုတော့နော်သူစာရေးဖြစ်ဖို့အတွက်မလုံလောက်ခဲ့ဘူးပဲပြောအဲ့ဒါတော့များတယ်ဘလို့နော် Holy Crystal နောက်မှာဘလက်ဝင်းနေပါပါဟိုမှာရှိုးလိုက်အောင်တိုင်းပါလေစူချင်းကကျွန်တော်ဟွာလေးကိုအပြီးတိမဆက်ထားဘူးဟုတ်တယ်အဲ့ဒါအဲ့တိုင်းပဲလीအဲ့ဒါအမှန်တမ်းပြောရင်တော့ तू ကမိနစ်တိုင်မင်တစ်ခုရှိရမဟုတ်လားမဟုတ်လား तू level 50တိရတာလားဟုတ်တယ်မဟုတ်သွေးနေသွေးပြန်တက်တာ level နဲ့မဆိုင်ဘူးမဆိုးတော့နော် Cloud Disney အပြည့်ဆက်လိုက်ရင်လည်းဆိုးတာတော့မဆိုးဘူးတင်ငါတင်တော့ပြန်ရောင်းဝင်နေတူတယ်ကွာအဲ့ဒါကြီးကိုဟိုတို့ item အကုန်အပြည့်ထည့်တယ်အဲ့လုံးလေးကိုဒီတိုင်းပဲထားတာအပုံမှန်ပဲ bro ဆော့တယ်လို့ပြောလိုက်ဟာအဲ့လုံးလေးကိုဥစားပြီးသားတုံးတော့ဝင်တယ်နော်ဒါ bro မှာဆိုတော့အဲ့ဒါနဲ့ဆို end ဆော့လို့ရဒီပွဲလည်း end ကဲကျွန်တော် second over တယ်လေးကတော့နောက်ထပ်နောက် second 30လောက်နေရင်တော့မြင်ရဘူးလို့ရှိမယ်အဲ့တော့အောက်လန်းနေပါရင်လိမ့်နေပါရှင်းနေရလေးလည်းတွေ့ရ Title Strike လွဲသွားပြီကွန်စီဖြောက်ပြီးတော့ပြေးကန်းနေနေထားတကူတော့မအောင်မြင်သွားရင်လည်းပြန်တော့ fall back လောက်လာတယ်ဒါပေမဲ့လည်းတစ်ဖက်မှာလည်းကျွန်တော်တို့ပြန် chase နေတဲ့အနေထားမျိုးလေးတွေရှိတယ်ပေါ့နော် Mazzi Alida ရှိရနေပဲဦးဆောင်ထားနေပဲဒီ phobia ကြီးကို damage လောက်နဲ့အရင်ဖြတ်လိုက်နိုင်တော့မစိုးဘူးတစ်ဖက်ကအဲ့ခုံဖြတ်တဲ့နေရာမှာ damage ကလောက်တယ်နော်ဒါကြီးဖဲလီတာမလောက်အောင်နော်လီတာလောက်ကယ်ရာကြီးလို့ပြေးဝင်သွားပြီလို့လုပ်နေတာကယ်ရာကြီးလို့ပြေးဝင်သွားလို့ရှင်ဒုတိယနီကိုဖြစ်သွားလိမ့် purify တော့ရှိပါကဲဆိုတော့အဲ့မှာပြောနေနေတော့ပေါ်လမ်းမှာလောထွက်တဲ့ timing လေးကတော့เนาะကျွန်တော်တို့ရောက်လာရင်လည်းဒီလော်လေးတော့ဘယ်ဘက်ကနေသိမ့်ပိုက်သွားမလဲဆိုတော့ဆက်ကြည့်ရမယ်ဘိုးရဲမန်စီလေးနဲ့တော့တော့စနေတယ်ပေါ့နော်တစ်ဖက်မှာလည်းနီကိုအေးဆေးပဲ join letter fine ပြီးတယ်ပိုင်းနဲ့ပြန်ပြီးတော့ back line နဲ့ပဲလဲလာမှာတော့ tsunami slam ဘတ်တယ်တခုဆိုင်နဲ့ avatar the guardian ပြန်ပြီးတော့ back up ပေးဘိုးရဲတခါတည်းသေသွားတယ်မနော် shadow game ပိုင်းတော့ပိုင်းလာသေးဗျာမန်စီလည်းပြန်ကျသွားပါတယ်1 for 1 trade 4 ယောက်ဆိုပေမဲ့လည်းခွန်နေနဲ့တော့ပြန်တော့တော်တော်လေးရုန်းကန်နေရတယ်ပေါ့နော်ဘတ်ဖို့အတွက် Zippy နောက်ကနေထွက်လာတဲ့ damage တွေက Mazzi ပေါ်မှာတော့တော်တော်လေးတော့တက်ရောက်မှုရှိသွားတဲ့အခိုက်အတန့်လေးလည်းမြင်လိုက်ရတယ်။အိုး PS ဝင်သွားတဲ့နေရာကြီးကအန်ဒီတော်တော်များတာနော်။ဟို tsunami slam လောက်နဲ့ကင်ပေါက်ခံလိုက်ရရင် shadow ကြီးတော့ထွက်အောင်မဟုတ်။ကဲဆိုတော့အဲ့မှာတော့ law အနေနဲ့တော့သွေး3ပုံတစ်ပုံ join အနေနဲ့ letter fine ပြီးတော့ဖွင့်ပြီးသွားပြီ။ law လေးတော့ခဏ restart ပြန်ချထားပါသေးတယ်။ PS အနေနဲ့ပိုင်နိုင်မဲ့ထပ်ပြီး ready ပေါက်ဖို့အတွက်ရှင်တော့ပြေးကတ်တယ်ဆိုရင်လည်းတစ်ဖက်မှာလည်းခွန်ကြီးရှိနေတယ်ပေါ့နော်။ Gloria ပတ်ဝင်းနဲ့ပြေးတိုးလာလို့ရှိရင်လည်း battle setup ကချမှရမှာ Mazzi ပါမှ battle ဆိုင်မှာဖြစ်တယ်လို့တစ်ဖက်မှာလည်း Mathis ဘိုးရဲပြန်ထွက်လာလေးတော့စောင့်ပြီးသွားပြီ။နောက်မှာလည်း shadow gate zip winter crown ခဲထားသေးတယ်နော် Zippy အနေနဲ့အဲ့မှာ PS နည်းနည်းလေးတော့ကြောင်ဝိုင်းနေမှာနောက်ဆုံး winter crown ပြန်ပြီးတော့ကန်ခဲပြီးတိုင်းနဲ့ပြတ်တော့ပြောက်သွားသေးတယ် Alida 2ကျန်တဲ့ဟိုမှာလည်း PS တကောင်ပြန်ပေးထားတဲ့ခိုင်တော့မှာ1 for 1 trade ဒီတစ်ခါမှာတော့အပြောင်းလဲလေးအောင်မြန်ဆန်လုံးသွားနေပဲဂျန်ဂလာနှစ်ကောင်ကိုစီ trade ထားတဲ့အပိုင်းလေးလည်းတွေ့နေရပြီပြိတ္တာကဲနော်ဂျန်ဂလာ
ကန်လေးပြန်ရလိုက်တဲ့ပိုင်းလေးကတော့မဆိုးဘူးမဟုတ်လို့ရှင်အဲ့နေကတော်တော်ကြီးရေကြီးသွားနိုင်မှာနော် PS ကသူတပတ် item မကြည့်လိုက်ဘူးနဲ့တူပါတယ်နော် Zippy က Winter Crown နဲ့ဆိုတော့သူပြန်ထွက်တဲ့အပိုင်းမှာနော်ဒီမှာပုံကြိုဆောင်နေတာကို share လုပ်နေရတယ်မှာဆိုတော့နော်နောက်ကောင်တော့ကိုတီလေး second time ကတော့နည်းနည်းလေးသွားတူတယ်ပေါ့နော်ပြန်ထွက်မဲ့ time ဆိုတော့ 5/5 ကတော့ဂျုံးအောင်ပါဟုတ်တယ်နော်မင်းကောင်မြန်မာပွဲတွေရမယ်အသင်းကြီးတွေကျန်ဆောင်းကြည့်ကောင်းလာတာလေဟုတ်တယ် line လေးပါမ post line တော့အကောင်းဆုံးပေါ့ဗျာအမို့တိုက်ဒီချေကပေါ်ဆုံးအောင်မို့ညနေခင်းမှတို့က post တာနော်ဒီလိုချင်ရတော့မပေါ့ကဲလောအနေနဲ့တော့เนาะကျွန်တော်စတင်ပြီးတော့ပဲထပ်လုံးမလား Title Strike လွဲဝိုင်းနေမှာတော့ဘိုးရဲအနေနဲ့ Oh my Journey sorry ဖမ်းနေတာ Doubtful လေးခုံငါခဲထားတယ် Forty Break Glacier ပါပေးတိုင်းမှာတော့ဘိုးရဲတကောင်ဖြတ်ဖို့တော့ကြိုးစားနေတယ် Tsunami Slam ပြန်တော့ဖမ်းခေါ်တိုင်း Avado the Guardian ကိုရှောင်သွားပြီဘိုးရဲလွတ်သေးလားမလွတ်တော့ဘူးဗျ Mazzi လက်ပြန်ပေးရမယ်ဟိုဘက်မှာ Share ကကန်ပေါ်မှာတဲပိုင်းမယ်မကန်တွေးတဲ့စက်နဲ့လွတ်သွားနေတယ်တော့မခွန်တကောင်ဂျာညက်ဝိုင်းနေတော့မှပြန်ပေးထားတော့လေ 3/4 saturation တခုမှာတော့ပတ်နဲ့ဆိုင်လို့ရသေးလားအလီတာဆိုနာတာ Rasodi ကြားမှာသွေးတဝက်လောက်တော့ရောဝိုင်းမှာတော့ PS Square Share ပြတိုင်းမှာသူက Share ကြီးကတော့မရှိတော့ဘူးကဲတောက်လျှောက်လေးတော့ဒီပတ်တယ်လေးတော့တစ်ဖက်နဲ့တစ်ဖက်နော်ပြန်ဆိုင်အောင်မဲ့နေသားလေးတော့ရှိနေသေးတယ်ဗျကန်နေလဲဂျန်ဂယ်လေးတွေစခရီလေးရှင်းပြီးတော့သွေးလေးတော့ပြန်ဖြေထားတယ်3ယောက်4ယောက်အားမျိုး AI နေနဲ့လုံးမလုံနိုင်သေးပါဘူးတွေးတွေကရှော့ခံနေရပြီ join တက်နေနဲ့ electrifying ပြီးနောက်ဆုံးမကန်ဂလိုက်ရှာကြောင်းမှာခဲခံလိုက်တယ်ပျောက်သွားပြီဂျန်ဂလာမရှိတော့သလိုနီကိုတကောင်မှာပါဆယ်ပေးလိုက်ရတာဗျာတကယ်ဆိုတော့သွေးလေးပဲ short နေတာ3ယောက်အားမျိုးဖြစ်နေတဲ့နေသားတခုတော့တွားတွေ့ပြီးတော့ဆိုင်နေစုံနဲ့နောက်မှာ PS ရောက်လာတာနဲ့เนาะကျွန်တော်အလီတာနဲ့ Oh my Journey ရဲ့ magic damage တွေကြားမှာကန်တကောင်ဂျားညက်သွားရင်းနဲ့ပဲဒီလောက်ပါထပ်မှန်ပြီးတော့ဆုံးရှုံးရတော့မှာပဲဖြစ်ပါတယ်ညီကိုတို့မတ်တစီအဲ့လိုတွေတော့သွားလုံးလို့မရဘူးဗျာနော် AI အနေနဲ့လည်းထားတော့ရှိနောက်မှာ Tsunami Slam ခေါင်းခေါက်တယ်ဆိုနာတာလှမ်းပစ်လိုက်တာတော့ Oh my Journey ကိုလှမ်းပစ်လိုက်တာအလီတာတော့ဘယ်သူမှတော့တားကမထားသေးဘူး Emer Harris ဇာမဖို့ပိုင်းနဲ့ပြန်တော့မေးတိုင်းမတော့မှာဟာဘူးဆို Share ကြီးတော့မပိုင်းလိုက်ဘူးဒေါ်လီတော့မတ်တစီအနေနဲ့တစ်ဖက်အောင်ပါမယ်အော်နော်ဒီဘက်ကကန်အသေးတိုင်းဝင်လုံးချပလိုက်တာနော်အဲ့လိုကြီးတော့မလုပ်သင့်ဘူးဒီဘက် Aura AD က right တိုင်းကောက်ခင်းသွားတဲ့နေသားဆိုတော့ကဲ join အတွက်ထုတ်ထားတာဒါအဲ့ဘက်ကကန်တီွားတာပါညာနဲ့နော်လော့ဘပေးလိုက်ရပြီးတော့ကဲမိုက်တစီကျွန်တော်ဒီ second လော့တော့ defend မှုတွေတော့ရှိနေပါသေးတယ်။အော်အဲ့လိုသွားလို့မရဘူးလीနော်။ရဘာဥပမာကြီးရဲ့ performance တွေလည်းမြင်ရဒီပွဲမှာ။ဒါအဲ့လိုမျိုး last page ကြီးကြမတန်ဘူးလားဒါရင်။တိတ်တန်တာဗောနော်အဲ့လိုတွေဖမ်းပြနေမယ်ဆိုရင်တော့တန်တာဗောလို့ကန်အနေနဲ့လည်း Winter Crown ကျွန်တော်အနေနဲ့ကူတော့လဲနေလောက်တယ်ခုတော့မကြသေးခင်ကမှခဲထားတာဆိုတော့ immortal မှာကောက်ဆက်သွားတွေပါလေသူလုံးတော့မလုံးသေးဘူးပေါ့နော်ဂိုးတွေပါအရင်မများသေးဘူးလေကင်းကတော့ဝင်လာပြီဘရိုနော်12မိနစ်တိုင်းမှာ AI အနေနဲ့တော့ရရှိလာတဲ့ second law လေးနဲ့တူပဲ mega တွေတော့ pressure ပေးနိုင်မလားဆိုတာလေးတော့ကျွန်တော်တစ်ချက်ဆက်လက်ပြီးတော့စောင့်ကြည့်အောင်ပါဖြစ်ပါတယ်ကဲတော့ပေါ်ကနေလာနေပြီနော်ကျွန်တော်လောနဲ့ mega တလန်းလောက်ရရင်တော့မစိုးဘူးပဲပြောရမှာဒီအနေထားရိုင်းမကွာတဲ့အနေထားဆိုတော့လော်လေးကတော့အပေါ်လန်းကနေတော့လာနေပြီဆိုမှလည်း join dash star တွေ grand sonata rasodi နဲ့ glory ပတ်ဝေးလေးပါပေးပြီးတော့အကောင်းဆုံးရှင်းလာတော့လော်အနေနဲ့ပြေးရိုက်သွားပြီဟိုဘက်မှာ Haruka Cherokee ပိုင်းနိုင်မနီကိုဘေကိုကိုပြေးသွားသွေးတစ်စက်နဲ့လွတ်တော့လော်ဝိုင်းနဲ့ zippy oh my jenny ဝင်ခဲသွားတာအလာကြီး oh my jenny ပြန်တင်ပေးမဲ့ပျော်ကြီးတေလို့ရသွားပြီဗျတစ်ဖက်မှာ mass man မရှိတော့ဘူး၄ကောင်ဘတ်တက်ဆိုင်မဲ့နေတော့ Haruka quick share နဲ့ပြနေတော့မဲ့နီကိုသွေးလေးတော့နည်းနည်းပြန်ဟိမရမယ် damage ကတော့ကန်ရှိရပဲထွက်လာတော့မှာဆိုကန်နေတဲ့ damage တွေပေးနေပေးမယ်လေ Messi ဝင်ထူသွားတဲ့အောက်မှာကန်ကောင်ထပ် down ဝိုင်းနဲ့ပဲ Hiroki နှစ်ကောင်ကြာသွားပြီကောနှစ်ကောင်မရှိတော့ဘူးနောက်မှာတောက်လျှောက်တွေ Harris Zamofo ကြမှာ Mega ကြီးခွန်ပါထပ်သက်သွားနေ Christian Ronaldo ကိုပဲပြေးရိုက်မလားဘိုရဲတကောင်မထပ်သက်ချင်နေတဲ့နောက်ဆုံးမှာ Nico ပါပစ်ချဝိုင်းနဲ့ Top Bucket Elita တကယ်ကောင်းမွန်တဲ့ Team White Out ဘတ်တဲ့တခုတော့ဆိုင်ပြဝိုင်းနဲ့ပဲ AI Esport Game number 1မှာတော့ Mattesi ကိုနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ညီကိုတကယ်ကောင်းတဲ့AI Esport အများကြီးပြင်ဆင်လာပါတယ်ညီကိုတို့ဒီပွဲစဉ်တော့ကြီးပါ။အော်နော် Aura ကြီးကတကယ်လို့လုံးဝ performance တွေပြနေတာ let's be you ပြီးတော့ဟမ်